ပြည်သက်ကြီးအားလုံးပဲမင်္ဂလာချီသောညချမ်းလေးဖြစ်ပါစေခင်ဗျာကျွန်တော်ကတော့စာရေးသူနေရလက္ခဏာပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်ဝှရှင်လေးကဝိညာဉ်ဆိုးရဲ့မရဏအညူအပိုင်း3ဖြစ်ပါတယ်ခင်ဗျာအားလုံးခံစားလာစေပေးပါဆရာကြီးညတကောင်ရန်နာယီပြန်တစ်ချက်တီးချိန်အိမ်ရှိချံဝါမှာအလောတကြီးအော်ခေါ်တန်ကြောင့်ဦးဝဘာသာတို့လင်မယား2ယောက်အိယာမှလူလဲထားလိုက်ကြသည်အေးဘာလို့လဲကွာဘာကိစ္စရှိလို့လဲညောင်ကြီးမိုးရှုပ်ဆရာကြီးကျွန်တော်ရွာလဲကတုတ်ကြီးပါဗျကျွန်တော်မိမခုချိန်ကြီးထပြီးတောင်းညမ်းနေတယ်ဗျာပါဇက်ကလည်းဝူဝါဝါနဲ့အပမိတယ်လို့ဖြစ်နေလို့ဆရာကြီးလိုက်ကြည့်ပေးပါဦးဦးဩဘာသာသည်မျက်မှောက်အနှဲငယ်ကျုပ်သွားသည်အေးငါလိုက်ခဲ့မယ်ဟုဆိုကအိမ်ထောက်တွင်ချိတ်ထားသောဆေးလွယ်အိတ်ကိုလွယ်လိုက်သည်ထို့နောက်အိတ်ခန့်အတွင်းသို့တစ်ချက်လှမ်းကြည့်ပါမိမငါလူနာသွားကြည့်လိုက်ဦးမယ်တကားတခြားပိတ်ပြီးစောင့်နေအင်းပါယောက်ျားယူဆိုင်သွားနော်ဒေါ်သူကြီးမေဤစိုးရိမ်နေသောစကားတန်ကိုခေါင်းငိမ်ပြကဥဩဘာသာသည်တုတ်ကြီးဤနောက်မှလိုက်ထွက်လာခဲ့သည်ညအမောင်သည်ပို၍ထူထပ်လာသည်လေတိုးတန်တရှုရှုနှင့်ဝယုံပင်များရိမ့်နှွက်နေတန်ကသာပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းထားသည်တုတ်ကြီးသည်ရှေလန်းတုတ်တုတ်ဖြင့်ရှေ့မှဥဆောင်နေပြီးဥဩဘာသာလည်းတိတ်ဆိတ်စွာလိုက်ပါလာလေသည်သို့သောရွာလေသို့မရောက်မီတုတ်တန်ဘက်မှခွေးဥတန်ရှည်ကြီးတစ်ချက်ထွက်ပေါ်လာသည်ထိုတန်ကြားလိုက်ရသည်နှင့်ဥဩဘာသာ၏ရှေလန်းများတစ်ချက်ရက်တန့်သွားသည်သူ၏မျက်လုံးများသည်တုတ်တန်ဘက်သို့ဆူဆိုက်ကြည့်လိုက်ပြီးဒီညတော့ထူးခြားတဲ့ညတညဖြစ်တော့မယ်ထင်တယ်ဟုသူ့ကိုယ်သူတူရေကျွလိုက်သည်ဥဩဘာသာသည်အသက်တစ်ချက်ကိုဝါဝချူသွင်းလိုက်ပြီးမျက်ဝန်းများကိုခိတ္တမှိတ်ကစိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်သည်ထို့နောက်လက်ထဲမှဆေးလွယ်အိတ်ကိုတင်းတင်းဆုပ်ကန်ရင်းကိုတုတ်ကြီး၏အိမ်ဝင်းထဲသို့ဖြင်းညင်းစွာလမ်းဝင်လိုက်သည်အိမ်ဝင်းတစ်ခုလုံးသည်ထူးဆန်းစွာအေးဆက်တိတ်ဆိတ်နေသည်လေတိုက်နေတော့လဲတိတ်ရွက်တရွက်မျှမလှုပ်ရှားမိထုတ်ရောင်ကသာတစ်ဖြက်ဖြက်လင်းလက်ခါပတ်ဝန်းကျင်ကိုကြောက်မက်ဖွယ်အရေးများဖြင့်ဖုံးလွှမ်းထားသည်အိမ်ပေါ်မှအမျိုးသမီးတဦး၏အော်ဟစ်တန်ယောက်ျား၏တယောက်၏ရေမောတန်နှင့်ပစ္စည်းများရိုက်ခွဲတန်တို့သည်ဇက်တိုက်ထွက်ပေါ်လျက်ရှိသည်ဥဩဘာသာသည်လေကားတထစ်ရှင်းကိုတည်ငြိမ်စွာနေတက်လာသည်အိမ်မော်သို့ရောက်သည့်နှင့်တပြိုင်နက်အိမ်အတွင်းမှအပုံးနံတစ်မျိုးနှင့်သွေးညှိနှံတို့ကပို၍ပြင်းထန်လာလေသည်လေကားအဆုံးသို့ရောက်သည့်နှင့်ဥဩဘာသာသည်အိမ်တကားဝ၌ခဏရက်လိုက်သည်သူ၏ဆူးရှာသောမျက်ဝန်းများသည်အခန်းတစ်ခုလုံးကိုတစ်ချက်ဝေးကြည့်လိုက်ပြီးဒီညတကယ်ထူးခြားနေပါပြီဟုတူရေရွတ်ကအိမ်ထဲသို့ရှေ့လှမ်းတလှမ်းလမ်းဝင်လိုက်လေတော့သည်သူအိမ်မော်ရောက်သည့်နှင့်တပြိုင်နက်ခုနာကတအိမ်လုံးတုန်ခါစေခဲ့သောတောင်ကျမ်းတန်များရုတ်တရက်တိတ်ဆိတ်သွားလေသည်တအိမ်လုံး၌ပင်အကြတန်ကိုကြားရလောက်အောင်တိတ်ဆိတ်လွန်သွားသည်ထိုတိတ်ဆိတ်မှုကပင်ပို၍ကြောချမ်းဖွယ်ကောင်းနေ၏အိမ်ထောင်တနေရာတွင်ကျိုးများဖြင့်ချုပ်နှောင်ထားသောမတ်ဖြူသည်ခေါင်းငုံလျက်ငြိမ်သက်နေရာမှတဖြည်းဖြည်းခေါင်းမော့လာသည်သူမ၏စံပင်များသည်မျက်နှာတစ်ဝိုက်ကိုဖုံးအုပ်ထားပြီးမျက်လုံးနှစ်ဖက်မှသွေးရောင်မြည်ရဲလျက်ရက်ဆက်ကြမ်းကြုတ်သောအရေးရောင်များဖြင့်ပြည့်နှက်နေသည်ထို့နောက်သူမ၏ပါးစပ်မှထွက်ပေါ်လာသောအတန်သည်မတ်ဖြူ၏အတန်မဟုတ်ပေအသက်ကြီးသောယောက်ျားတစ်ယောက်၏အတန်လူသေးတစ်ယောက်၏အေးဆက်နေသောအတန်နှင့်မိစ္ဆာ၏ဟိမ့်ဟောက်တန်တို့ရောနှောနေသည့်အတန်မျိုးဟောဆရာဆိုတဲ့ကောင်မင်းရောက်လာပြီလားအေးငါလည်းမင်းလိုဆရာဆုံးနဲ့တွေ့ကျင်နေတာကြာပြီဒီနေ့တော့ငါစံတာပြေဝသွားပြီလာစံမင်းမှာဘလောက်အစွမ်းစားရှိလဲငါကြည့်ချင်တယ်ထို့အတန်နဲ့အတူအခန်းတွင်းမှလေပြင်းတစ်ချက်ရုတ်တရက်တိုက်ခတ်သွားပြီးဖျားစင်ပေါ်ရှိစီမီးတိုင်သည်လည်းတက်ဖြက်ဖြက်လှုပ်ခါလာလေတော့သည်ဥဩဘာသာသည်မိစ္ဆာပုကခံထားရသောမတ်ဖြူကိုစူးစိုက်ကြည့်လိုက်သည်သူ၏မျက်နှာပေါ်တွင်ထိတ်လန့်မှုမရှိပကတိအေးဆက်တည်ငြိမ်နေစေထို့နောက်ဈေးလွယ်အိတ်ကိုဖြင်းညင်းစွာချလိုက်ပြီးရှေးဟောင်းတစ်တာငယ်တစ်လုံးကိုထုတ်ယူလိုက်သည်တစ်တာငယ်အဖုံးပွင့်သွားသည်နှင့်အထဲတွင်အနက်ရောင်အဆောင်တစ်ခု
အဝါရောင်အမှုန့်တစ်ထုပ်နှင့်ထူးဆန်းသောကြောက်ငယ်လေးတစ်လုံးထိုကြောက်ငယ်သည်ကဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တင်ဆက်ပေးခဲ့တာကဝိညာဉ်စိုးရဲ့ဗရဏအညိုအပိုင်း3ဖြစ်ပါတယ်ခင်ဗျာနောက်နေ့များလည်းဆက်လက်တင်ဆက်ပေးဦးမှာမို့လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာဘေးနား notification လေးကိုလည်းနှိပ်ပေးသွားကြပါဦးတောင်းဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့မိရရတက္ကနာပဲဖြစ်ပါတယ်အားလုံးကျမဆန္ဒကြပါစေခင်ဗျာ